ရေခဲမင်းသမီးလေးကသူ့ကိုပန်းလာပေးတဲ့ကောင်လေးကိုရေခဲဖြစ်ပြောင်းပြီးကန်ထုတ်လိုက်ပါတယ်။နောက်မှလည်းရေခဲနေတဲ့လူ3ယောက်ထပ်ရှိနေပါသေးတယ်။နောက်ထပ်1ယောက်ထပ်ရောက်လာပြီးရေခဲနေပြီးတလက်လက်တောက်ပနေတဲ့ခရမ်းရောင်ပန်းလေးတွေပေးလာတဲ့အခါရေခဲမင်းသမီးလေးကအယမ်းပျော်ပြီးပြေးဖက်လိုက်ပါတယ်။ဒါပေမဲ့ဒီကောင်ကတော့သူ့ကောင်းထဲမှာအကြံတစ်ခုရှိနေခဲ့ပါတယ်။ညဘက်ရောက်တော့သူကရေခဲတွေကြားထဲအိတ်နေရတာဆိုတော့အယမ်းချမ်းပြီးကတင်ပေါ်ကနေတိတ်တိတ်လေးခိုးပြီးဆင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာရေခဲမင်းသမီးလေးကမျက်လုံးပွင့်ကနိုးသွားခဲ့ပြီးကောင်လေးကိုလှမ်းကြည့်လိုက်တဲ့အခါသူကလည်းကြောက်ကြောက်နဲ့လက်စွပ်လေးယူလာပြီးလက်ထပ်ခွင်တောင်းခဲ့လိုက်ပါတယ်။မင်းသမီးလေးကအယမ်းပျော်သွားပြီးလက်ထပ်ဖို့ကိုလက်ခံကလက်စွပ်လေးဝတ်ခဲ့လိုက်ပါတယ်။တကယ်တော့အဲ့ဒီလက်စွပ်ကသူမကိုရေခဲစွမ်းအားတွေကိုပိတ်ပစ်နိုင်တဲ့မီးလက်စွပ်ဖြစ်နေပါတယ်။မင်းသမီးလေးကကောင်းမှုသွားပြီးသူ့ရဲ့လက်မောင်းပေါ်မှာတင်လဲကျသွားခဲ့ပါတယ်။အဲ့ဒီနောက်အဲ့ကောင်ဟာမင်းသမီးကိုကတင်ပေါ်ပြန်တင်ထားခဲ့ပြီးသူ့ရဲ့အကြံစီကိုစခဲ့ပါတယ်။အဲ့ဒီကောင်လေးဟာမင်းသမီးရဲ့ပလင်ပေါ်ကကြောက်မြတ်ရတနာတွေကိုယူဖို့ကြံစီနေတာပါကြောက်တွေကိုတွားထိလိုက်တော့အရန် AP ထိမရဖြစ်နေတာကြောင့်အခန်းပူချိန်ကိုလျှော့ချဖို့အခန်းထဲကအဲကုန်းကိုအပူချိန်အမြင့်ဆုံးထိတွားတင်ခဲ့လိုက်ပါတယ်အဲကုန်းကိုအပူချိန်အမြင့်ဆုံးထိတင်ထားလိုက်တဲ့အခါအခန်းပူချိန်ဟာတိတိတတ်တာလျော့ကျလာပြီးရေခဲတွေကအရေးပျော်လာခဲ့ပါပြီရေခဲတွေအရေးပျော်လာတဲ့အခါမှာတော့သူဟာပလင်ပေါ်ကကြောက်မြတ်ရတနာတွေကိုခွာလို့ရသွားခဲ့ပါတယ်။သူအဲ့လိုကြောက်တွေခိုးနေတော့မင်းသမီးလေးကအခန်းထဲကိုခေါင်းမူကဝင်လာပြီးအခန်းအပူချိန်ပြန်လျှော့မလို့လုံနေတော့မှတဖန်ပြန်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအခါသူကလည်းမင်းသမီးကိုပွေ့ချပြီးထိုင်ကုန်ပေါ်တင်ပေးလိုက်ပါတယ်။မင်းသမီးလေးကသူမရဲ့အစားအစာတွေအရေးပျော်ကုန်တာကိုကြည့်ပြီးသူမရဲ့ရေခဲစွမ်းအားနဲ့ပြန်ခဲဖို့လုပ်နေတော့မှသူမရဲ့စွမ်းအားတွေသုံးမရတော့တာကိုသိသွားပြီးလက်စွပ်ကိုအတင်းဆွဲချုပ်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့သူမကအလွန်ပူနေပြီးအားမရှိတာကြောင့်ဆွဲချုပ်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာရေခဲတွေကိုအရေးပျော်ပြီးအပေါ်ကနေတောက်ရောက်ပြုတ်ကျလာခဲ့ပါတယ်။မင်းသမီးလေးကလည်းအလွန်ပင်ပန်းပြီးသူမစွမ်းအားတွေဆုံးရှုံးသွားတာကြောင့်ပြန်အိပ်ပျော်သွားပါတယ်။ကိုကောင်ကပလင်ပေါ်ကကြောက်မြတ်ရတနာတွေကိုပျော်ပျော်ကြီးခိုးနေတော့အနောက်ကခဲနေတဲ့သူတွေပါအပူရှိန်ကြောင့်အရေးပျော်လာပြီးကြောက်မြတ်တွေကိုဝိုင်းလုခဲ့တာပေါ့အဲ့ဒါကြောင့်ကောင်လေးကလည်းမတက်နိုင်တဲ့အစုံဒီကောင်တွေပြန်ခဲသွားအောင်အခန်းပူချိန်ကိုအနှိမ့်ဆုံးပြန်ထားလိုက်ရပါတော့တယ်ကောင်လေးကအခန်းပူချိန်အနှိမ့်ဆုံးထိပြန်ထားလိုက်တဲ့အခါအနောက်ကသူတွေလည်းချက်ချင်းဆိုသလိုပြန်ခဲသွားပြီးသူလည်းစိတ်သက်သာရသွားပြီးဆက်ခိုးဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့သူကအခန်းပူချိန်အေးဆုံးထိပြန်ထားလိုက်တာကြောင့်ရေခဲမင်းသမီးလေးကလည်းစွမ်းအားတွေပြန်ရလာပြီးသူမရဲ့လက်စွပ်ကိုချွတ်ပစ်နိုင်ခဲ့ပါတယ်ရေခဲမင်းသမီးလေးပြန်နိုးထလာတာနဲ့တပြိုင်နက်ဂိတ်ပေါက်တကားတွေကဖြည်းဖြည်းချင်းပိတ်သွားခဲ့ပါတယ်။ကိုကောင်ကလည်းသူထွက်ပေါက်ပြောက်သွားလို့အယမ်းလန့်နေပါပြီးရေခဲမင်းသမီးလေးကသူ့ကြောက်တွေကိုခိုးနေတာကိုတီးသွားတော့ချက်ချင်းခဲပစ်လိုက်ကသူ့ဘော်ကိုတလန်းချင်းတက်ပြီးပလင်ပေါ်မှာအခန်းသားပြန်ထိုင်နေလိုက်ပါတော့တယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ဖော်လို့လေးလှုပ်သွားပေးခဲ့ကြပါအောင်ဗျာ။